ကအကြောင်းအရာကတော့ဒီကောင်းစင်မှာရေးထားတဲ့အတိုင်းပေါ့နော်ကောင်းစင်မှာရေးထားတဲ့အတိုင်းအခုတလော skyline မကွေးတိုင်းအဆက်ချင်းပြည်အဆက်ရဲ့ skyline မကွေးတိုင်းဘက်မှာမြောင်ခိုင်ရဲ့စစ်ကြောင်းတွေတော်လှုပ်ရှားနေတယ်စစ်ပြင်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတယ်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့သုံးသပ်ချက်ပေါ့နော်အဓိကအချက်၃ချက်ကျွန်တော်အခြေခံမှကျွန်တော်ပြောချင်တယ်အဲ့ဒါကလည်းမှန်ချင်မှန်မယ်ဒါပေမဲ့ကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့သုံးသပ်ချက်မို့လို့မှားချင်တယ်မှားနိုင်တယ်ဒါပေမဲ့အဓိကကျွန်တော်လွှင့်ချင်တဲ့အဓိကအကြောင်းကတကယ်လို့မှားနေရှိတော့ကျွန်တော်ချင်းပြည်ဘက်ကကြိုတင်ပြင်ဆင်ဖို့လိုတဲ့အကြောင်းကိုကျွန်တော်ထောက်ပြချင်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော် live လွှင့်တာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေဦးတော်ထိုင်ရေးအပြီးမှာကျွန်တော် Union of Burma ထဲကတိုင်းနဲ့ပြည်နယ်ကိုကြည့်လိုက်ရင်နော်အများဆုံးလွတ်မြောက်တဲ့နေမြေကချင်းပြည်ဖြစ်နေတယ်ချင်းပြည်မှာရှိတဲ့9မြို့နယ်မှာနော်6မြို့နယ်ကစစ်ခွဲကင်းစင်သွားတယ်စကားစကင်းစင်သွားတယ်နောက်အဲ့ဒီ9မြို့နယ်ထဲမှာနော်မြို့တွေရှိသေးတယ်ဥပမာဆိုပါတော့ဒီရီဒိုလိုင်လန်ပြည်တို့ရီဇွာတို့နောက်မကွေးမြို့တို့နောက်ဆူခွာတို့ဘောနော်ဆိုတော့မြို့ပေါင်း56မြို့ထဲမှာနော်မြို့ပေါင်း16မြို့ထဲမှာထန်နလန်ဆိုရင်လည်းဒီမြို့တွင်သူတို့ပုံခိုးတဲ့နေရာတတာပဲကျန်တယ်ကျန်တဲ့တီးတီနဲ့ဟာခါပဲကျန်တော့တယ်ကျန်တာအကုန်လုံးထိချုပ်လိုက်ပြီရခိုင်နှုန်းနဲ့တွက်လိုက်လို့ရှင်နော်85ရာခိုင်နှုန်း82ကနေ85ရာခိုင်နှုန်းချင်းပြည်ကိုချင်းပြည်သူနော်ပြည်သူအုပ်ချုပ်ရေးလက်အောက်မှာရှိတယ်ဆိုတော့လက်ရှိဒီတွေဥတော်လှန်ရေးကနေပေါက်ဖွာလာတဲ့ဒီအာနာရှင်ပြည်ဆိုင်ရေးနဲ့ဒီအာနာရှင်ဖြုတ်ချရေးတော်လှန်ရေးမှာပြည်နယ်အလိုက်လူမျိုးအလိုက်နဲ့လူမျိုးအလိုက်တော်လှန်ရေးနဲ့တတ်မှတ်လိုက်လို့ရှိရင်တော့ချင်းပြည်ကထိတ်ဆုံးကရှိနေတယ်ဆိုတော့ကျွန်တော်တို့ချင်းတာညီညွတ်မယ်ဆိုရင်ကျွန်တော်တို့ချင်းတာစီးလုံးမယ်ဆိုရင်တော့ချင်းပြည်ကိုနိုင်ငံတစ်ခုအနေနဲ့တောင်မှထူထောင်လို့ရတဲ့အခြေအနေရှိတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ချင်းပြည်မှာရှိတဲ့လူဦးရေက9သိန်းဝန်းကျင်ပဲမဲ့ချင်းပြည်အဆက်မှာရှိတဲ့မကွေးတိုင်းစကိုင်းတိုင်းရခိုင်ပြည်နယ်မှာရှိတဲ့ချင်းနေနဲ့ပေါင်းလိုက်လို့ရှိရင်တော့နော်တတန်းကျော်တယ်။နောက်နိုင်ငံခြားမှာရောက်နေတဲ့ချင်းလူဦးရေကတင်ကနန်းရှိတယ်။မီဇိုရမ်ဘက်မှာရှိတဲ့ချင်းလူဦးရေကတကယ်တော့မီဇိုရမ်ဆိုတာချင်းပဲနော်သူတို့ဘက်ကမီဇိုလို့ခေါ်တယ်သူတို့ဘက်ချင်းမီဇိုရမ်မှာရှိတဲ့ချင်းနဲ့တွက်လိုက်လို့ရှင်တော့9တန်းအထက်ရှိတယ်ဆိုတော့အဲ့ဒီ9တန်းအထက်လူဦးရေနဲ့ကျွန်တော်တို့ကောင်းကောင်းနိုင်ငံတိုင်းပြည်တစ်ခုထူထောင်လို့ရတယ်ဟုတ်ပြီဒီတိုင်းပြည်ထူထောင်လို့ရတယ်ဆိုတဲ့နေရာမှာလူဦးရေအဓိကမဟုတ်ပဲねအဲ့ဒီတိုင်းပြည်အဲ့ဒီနိုင်ငံရက်တည်နိုင်မဲ့အဓိကစီးပွားရေးပညာရေးကြည့်ရအောင်လက်ရှိမှာချင်းလူဦးရေတင်ကနနီပါနိုင်ငံခြားကွန်ပျူတာတဲ့နိုင်ငံခြားမှာပညာသင်တဲ့လူငယ်လူရွယ်တွေနော်တောင်းချီရှိတယ်နိုင်ငံခြားရဲ့ပညာရေးကိုနော်ရယူတဲ့တင်ယူတဲ့လူငယ်တွေတောင်းချီရှိတယ်ဒီစကားနဲ့ပတ်သက်ပြီးတော့တရုတ်ရဲ့အောင်မြင်မှုကိုဘယ်ကနေစလဲလို့သူတို့စမ်းစစ်လိုက်တဲ့အခါမှာ ABC ကနေစတယ်တဲ့ ABC ဆိုတာ America born Chinese လို့ခေါ်တယ်တူနီတူပဲကျွန်တော်ချင်းပြည်ကိုပြန်လေတိဆောက်မယ်ဆိုရင်အဲ့ဒီ America born
ချင်းနေရှိတယ် Europe born ချင်းနေရှိတယ်နော်Australia Canada New Zealand Singapore နော်အများကြီးရှိတယ်ဒီပညာရှင်တွေနဲ့ဒီတက်သစ္စာလူငယ်တွေနဲ့ကျွန်တော်တို့တိုင်းပြည်ကိုကောင်းကောင်းတိဆောက်လို့ရတယ်ဆိုတော့ကျွန်တော်ဆိုလိုတာကဒီလောက်လူသားအရင်အမြင့်နေပေဒေတာရှိရတာနဲ့ကျွန်တော်တို့လက်ရှိဒေါ်လာရင်းမှာ80ရာခိုင်နှုန်းကျော်ထိန်းချုပ်နိုင်ရတာနဲ့တိုင်းပြည်ထူထောင်ဖို့မဆိုထားနဲ့ကျွန်တော်ချင်းအချင်းကြားမှာသွေးထွက်တိုင်းယူတိုက်ခတ်တပ်ဖြတ်မှုတွေရှိနေတာကျွန်တော်တို့တော်တော်ဝမ်းနည်းစရာကောင်းတယ်ဒီကြားထဲမှာအခုကကျွန်တော်အကောင့်စင်ထားတယ်လို့မင်းအောင်လှိုင်ရဲ့စစ်ကြောင်းကအခုဒီဆောင်းဝင်လာလို့ရှိရင်တခါတည်းချင်းပြည်ကိုထိုးပြီးမှပြန်သိမ်းမဲ့သဘောရှိတယ်ဟုတ်ပြီတချို့ကပြောကြတယ်ဒီချင်းပြည်ကိုမြောက်နိုင်ကသိမ်းချင်မှာမဟုတ်ဘူးသိမ်းရင်လည်းပါရှိတယ်သိမ်းရင်လည်းပါထူးမှလည်းအဲ့လိုပြောတဲ့လူရှိတယ်နောက်သိမ်းရင်လည်းအဲ့လိုချင်းတွေရဲ့အစွမ်းသိမှာပဲအဲ့လိုနော်တွေးနေထင်ရောက်တဲ့လူတွေရှိတယ်ကဲသိမ်းချင်တဲ့အချက်ကိုကျွန်တော်တွေးကြည့်အောင်ထောက်ကြည့်အောင်ပထမချက် Hello good morning ပထမချက်ကကျွန်တော်ချင်းပြီးအခုနကျွန်တော်ပြောတယ်လို့ဒီတိုင်းနဲ့ပြည်နယ်ဆေးလေးခုနေဝင်တတ်မှတ်ထားတဲ့တိုင်းနဲ့ပြည်နယ်ဆေးလေးခုဒီတိုင်းနဲ့ပြည်နယ်ဆေးလေးခုမှာကျွန်တော်လူမျိုးရဲလို့လူမျိုးရှစ်မျိုးရှိတဲ့နေရာထဲမှာနော်စစ်ခွေးတွေကင်းစင်အကုန်လုံးนี่ပါကင်းစင်တဲ့နေမြေကချင်းပြည်ဖြစ်နေတယ်ဒီနည်းပြောလိုက်လို့ရှိရင်စီရေးအရာနိုင်ငံရေးအရာထူးနဲ့မှုအများဆုံးနဲ့မင်းအောင်လှိုင်ကိုအလေးထိုးနိုင်တဲ့နေရာကချင်းပြည်ဖြစ်နေတယ်ကျန်တဲ့နေသားတွေမှာဥမာရခိုင်ပြည်နယ်နော်ရခိုင်ပြည်နယ်မှာမြို့နယ်19မြို့နယ်ထဲမှာမြို့နယ်14မြို့ကိုသိမ်းပိုက်နိုင်တယ်လို့ပြောကြတယ်ဒါပေမဲ့အဲ့ဒီမြို့နယ်14မြို့နယ်သိမ်းပိုက်တဲ့ဟာနဲ့ကျန်တဲ့3မြို့နယ်ကတကယ်ဟိုချက်မှဖြစ်နေတယ်အဲ့ကျွန်တော်ချင်းပြီးကြတော့အခုကျန်တဲ့ဟာခါနဲ့တီးဒီမ်ဆိုတာပတ်လေမှာကျွန်တော်တို့ချင်းလက်နဲ့ကင်တွေကဝိုင်းထားတယ်ကုန်းလန်းဆက်သွေးရတော့မှဒီစစ်ကြောင်းတော့မှထူလို့မရတဲ့ချိန်ရှိတယ်ထူနေလကောင်းမဲ့ဟာခါဆိုရင်လဲနော်ဟာခါမျိုးပတ်လေမဲ့သူတို့ထွက်နိုင်တယ်အခုတော့မှဘျူဟာမှုနော်ချင်းဒီကိုဥဆောင်မဲ့ဒီစစ်ခွဲဘက်ကဥဆောင်မဲ့ချင်းဒီမှာထိုင်မဲ့ဘျူဟာမှုအခုထက်ထိမလာနိုင်ဘူးဘာကြောင့်လဲဆိုတော့သူတို့ husky နဲ့ပဲလာတာလေကုန်းလန်းကနေသူတို့တက်လာလို့မှမရတော့ဆိုတော့အဲ့ဒီ husky ကရာသီဥတုဆိုးရွားတဲ့ခါကျတော့မလာနိုင်တဲ့ခါကျတော့အခုထက်ထိဘျူဟာမှုထောင်မှချင်းပြည်မှာအပြောင်းလဲမလုပ်နိုင်သေးဘူးဆိုတော့စီးဘျူဟာအရာဟောနိုင်ငံရေးရောချင်းပြည်ကကျွန်တော်တို့ချင်းလူမျိုးကလက်ထဲမှာအကုန်လုံးနီးပါကြားရောက်နေပြီဖြစ်တဲ့အတွက်မင်းအောင်လှိုင်အတွက်ဆိုရင်တော့တော်တော်လေးဟိုဘယ်လိုပြောမလဲကျွန်တော်တို့ထိုးနှက်နိုင်တဲ့နေရာဖြစ်နေတယ်ဒီနွေဦးဒေါ်လာရင်းမှာနော်ထိတ်ဆုံးကပါတဲ့လွတ်မြောက်နေပြီလို့သတ်မှတ်လို့ရအောင်နော်ပြည်သူတွေရဲ့လက်ထဲမှာရှိနေတဲ့နေရာဒေသတစ်ခုဖြစ်နေတယ်အဲ့ဒီလူဖြစ်နေတဲ့အခြေအနေကိုပြန်အဖတ်ဆယ်ဖို့ဆိုရင်နော်သူ့ရဲ့ကြာဆုံးတဲ့view ဟာသူ့ရဲ့ကြာဆုံးတဲ့အာနာကိုအဖတ်ပြန်ဆယ်ဖို့ဆိုရင်ချင်းပြည်ကိုပထမဆုံးပြန်ထူမယ်ချင်းပြည်ကိုပြန်ထိန်းချုပ်မယ်ဆိုရင်ဂျန်တဲ့ပြည်နယ်မှာဆုံးရှုံးနေရတဲ့စစ်ခွေးတွေရဲ့စကားစတွေရဲ့စိတ်သက်ကိုပြန်မြင့်တင်လို့ရတယ်သူ့ရဲ့ထောက်ခံသူတွေစိတ်သက်ကိုပြန်မြင့်တင်လို့ရတယ်
အဲ့ဒါကြောင့်မလို့ပထမအချက်နေနဲ့ချင်းပြည်ကိုထိုးမှာကြားတဲ့နေရာမထိုးခင်မှာချင်းပြည်ထိုးမှာဒုတိယအချက်ချင်းပြည်ကဆောနာကျွန်တော်ပြောတယ်လို့80ကျော်ရာခိုင်နှုန်းကျွန်တော်တို့စိုးမိုးထိန်းချုပ်နိုင်ရဲ့သားနဲ့အခုထက်ထိတစုတစည်းသေးလည်းမနေနိုင်ဘူးတဖွဲနဲ့တဖွဲရန်ဆောင်ပြီးမှတိုက်နေကြတယ်ခိုက်နေကြတယ်တတ်နေကြတယ်ဒီချိန်မှာရန်သူတွေဝင်လာပြီးမှဖြိုခွဲလို့အကောင်းဆုံးအခြေအနေဖြစ်နေဒီဟာကိုရန်သူတွေရဲ့အကြိုက်ရန်သူတွေရဲ့တကယ်ဖြစ်စေခြင်းနဲ့အခြေအနေရှိနေတယ်အခုချိန်မှာ CDD ရလုပ်တယ် CCD ရလုပ်တယ်ဆိုတာထက်ဘာကြောင့်လဲဘယ်လိုဖြစ်လဲဆိုတာထက်ကျွန်တော်တို့ဘုံရန်သူကဘာဖြစ်ချင်လဲဘာလို့ချင်လဲဆိုတာကိုကျွန်တော်တို့ကြည့်ရမယ့်ချိန်ဖြစ်နေတယ်အဲ့ဒါကြောင့်မလို့ဒီလိုမငြိညွတ်တဲ့ဒီလိုဝေးပြင်းနေတဲ့ကျွန်တော်တို့တစ်ဖွဲ့နဲ့တစ်ဖွဲ့ရန်ဆောင်နေတဲ့ချင်းအမျိုးသားတပ်တစ်ခုထူထောင်လို့မရသေးတဲ့အခြေအနေကိုသူတို့အခွင့်ကောင်းယူပြီးမှဖြိုခွဲလာမှာဒီကြားထဲမှာကျွန်တော်တို့အများအပြားကျွန်တော်ချင်းပြည်ရဲ့လက်နဲ့ကင်အားစုတွေကခဏလေးနော်ချင်းပြည်ရဲ့လက်နဲ့ကင်အားစုတွေကတကယ် professional army လို့မဟုတ်ဘဲနဲ့ဒေတာကာကွယ်ရေးအဆင့်မှာပဲရှိနေသေးတဲ့ခါကြတော့ဒီဒေတာကာကွယ်ရေးအဆင့်မှာဆိုတဲ့နေရာမှာကျွန်တော်သူတို့ကိုအထင်မြင်သေးလို့သူတို့ကိုပုတ်ခတ်ချင်လို့ပြောတာမဟုတ်ပဲနဲ့ဒေတာကာကွယ်ရေးနဲ့တကယ် professional army တကယ်တက်မတော်တီဆောက်မှုကမတူဘူးမတူတဲ့အချက်အများကြီးထဲမှာတစ်ခုပဲကျွန်တော်ပြောပြမယ်ဒေတာကာကွယ်ရေးဆိုတာနော်အဲ့ဒီဒေတာတစ်ခုကာကွယ်ဖို့နဲ့ထိန်းချုပ်ဖို့ထက်အဲ့ဒီဒေတာကိုသူတို့စိုးမိုးဖို့နဲ့ရယူဖို့ပဲသူတို့အားသာနေကြတယ်တနည်းပြောလိုက်လို့ရှိရင်တော့ထိုးစစ်ကိုသူတို့အားသာနေချွေစစ်ကိုအားသာနေဒါပေမဲ့ခံစစ်မလုပ်တတ်ဘူးခံစစ်ဗျူဟာမကျင့်သုံးဘူးအဲ့ဒါကြောင့်မလို့အခုဒီစကိုင်းနိုင်အထက်ပိုင်းမှာရှိတဲ့ကနီတို့ဝန်းသူတို့ပေါ်လင်းတို့နော်အဲ့ဒီထီချိုင်းတို့ခံစစ်ဗျူဟာကောင်းကောင်းမဆွဲတတ်တဲ့ခါကျတော့စစ်ကောင်စီရဲ့စကားစားရဲ့ချိန်ပုံးချင်းကိုခံခဲ့ရတယ်တင်းပြီးသားမျိုးတွေထုံနည်း၎င်းပဲကျွန်တော်ချင်းပြည်မှာလည်းအများအပြားဒေတာခါကွေးကြီးတွေဖြစ်တဲ့ခါကျတော့ဒီနေရာဒီဒေတာတွေမှာရှိတဲ့လက်နက်ကင်ကြီးရဲ့တကယ်သဘောတဘာဝအရာထိုးစစ်ချွေစစ်တွေတော့တော်တော်ကောင်းကြတယ်ကျွန်တော် Union of Burma ထဲမှာလက်တံအပြောင်ဆုံးကချင်းတွေပဲဆိုတော့ချွေစစ်ထိုးစစ်ဘလောက်ပဲကောင်းကောင်းတင်းပြီးသားနေရာဒေတာကိုတကယ်ထိန်းချုပ်ဖို့နဲ့လက်မလွတ်ရေးကတကယ်ခံစစ်ဗျူဟာကောင်းဖို့အဲ့ဒီခံစစ်ဗျူဟာကိုဒေတာကကွန်ကြီးတွေကကောင်းကောင်းမဆွေးနိုင်ဘူးအဲ့ဒါကြောင့်မလို့ဒီအခြေအနေမှာမြင့်အောင်နိုင်ရဲ့စစ်ကြောင်းကထိုးကိုထိုးလာမယ်ဒုတိယချက်တတိယချက်ကအခုနှစ်ကုံမှာဂျင်မာဖူလုံနေတဲ့chikatelo hi ka ban chim dia na ne bi hal mi kha kan le de la mo kya ele pdf zo la di dim ka lai di an di ko 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 cho her sim ka chim de la mo ro
Saka ye me on like Jimpa me you got boyga do a dread emina a cheating. But on us raw the you got boy Jimpa and I know she no do got the you win. The Yama win gun at the you win. No, the Yama win gun at the you win. A suya pillar. Araku duro pisage na Araku duro jimana Nyolina nyomana So Arilo do te yawan chipu a yima ya of lopu Song your lame Di hago di yueka wego Majimpa nine look shin dog Nang and the Gamiana sama No Nang and the Gamiana sama To yet people near Mashiro. The Yueka Wego Jimba and Luciano, Nang and the Gamiana Sama, to what the you want, so yapsilaro. Allowed it a yechi. Dajamulu may ya out Jimba man. As on the Yueka way season, try that chamber channel to do lene Yitara shide. Chimbi male, who Bima Shin Piame Party dear Party Yungo and Eso Muning Akuma Kunia made it. Sometimes you know Chimpy Mati that dying, no Mune Nakune mute the Kube Chanora. I remute Surenia Madama Mute Domiobe Sagasa Lema Shidora Bema Turu Yung Saimale Ticharaga Chimpy Masaima Mumu. Yango manle masaima Uma the Tanlan Mune party young Yango Elumio Tanlan Mune party young manle Elumio Eluma Tabe me Belu Bello look Duroga Maya on Loma I low put a dread Elu low nine put a dread Be do Bidu dia say that go, Pian San nine board to the two sit jigo single sinyami. The two sit jigo single sinyami. Now we are dealing you two sit cinema. The type way the shine kajero, Dinia dideta di, you got for chimpare swimmer. You are Kenya. Dajamalo di Song Oguma Chimpi go ma me on like that sit down to lame Tula de Magabu a PC pianle ting chopo ting tabu a ding by tabida neya de dadigo pianle ya you loco lame Anima me on my sit down ya ada checker A good general Emana Akune Yare Drone Taikai The general Emana Akune Yare Drone Taikai go cheap Senai Kune Dambian drone sissing you go to look some Nijane. And I got let you know the town said don't kill much or top your top pude. The drone go general coaching my Akune there. Damn it, the drone go bear. Saga pian don't much no pian chames. Dajamuno a coaching the dega. The drone go general don't nine the lumu. Don't lie at him and the drone go pianly cheap set nine go. Ni pinya a season is sheep general Taubia. A good the non chu type way male. The drone here now Bamo type way male. The drone here. And the total beat it. The sequay back at Tone, Saga Sabegatone, and drone Nigono. So the drone Nigo, tightly in tech, or a Tomyala met the Boshi. Dadamlo General Chimpi, Lenekai, and Asu Tigale, Judin Gagwe Pulure, through drone to netching ma, General Dia the Laga, Gintau drone the Agentone. Bongje drone in Hobene. Gintau drone ni Tommy ma, General Dine Yadi, a day say double yet video matante mima. I didn't go Lenegine today.
အဲ့ဒီနေရာကိုတိုက်လေရင်လည်းပုံချေတယ်တော်တော်တိကျတယ်တော်တော်တိကျတယ်ဒါကြောင့်မလို့ဒီကင်းထောက် drone တွေကိုလည်းပစ်ချနိုင်ဖို့လက်ဖြောင့်တနက်သမားတွေပြင်ထားကြပါအမှန်တရားရေးကြည့်တယ်သူတို့ drone လာပြီးမှဒီဟာဒီကဘာညာဆိုပြီးမှမပေါ်ဆပါနဲ့ဒီကင်းထောက် drone တွေကဗီဒီယိုမှတ်တမ်းနော်ဓာတ်ပုံမှတ်တမ်းတွေယူပြီးမှအဲ့ဒီဟာတွေကိုစာကားစာပက်ကတေချာချိန်မှတ်ပြီးလက်နဲ့ကြီးနဲ့ထူမယ်တိုက်လေရင်နဲ့ချမယ်ဒီMI35 နဲ့ချမယ်ဆိုတော့ဒီ drone တွေကိုတော်တော်သုံးလာမှာသုံးလာမှာတေချာတယ်ဒါကိုလည်းဂျူတင်သတိထားဖို့ဒါကြောင့်မလို့အရေးကြီးဆုံးကဒီဆောင်းအကိုမှာဒီမူအလွန်ဆောင်းအကိုမှာချင်းပီကိုစစ်ကြောင်းထိုးလာမယ်ကျွန်တော်ရှင်းပြောရရင်မကွေးတိုင်းဘက်ကနေတက်လာမယ်စစ်ကြောင်းကကြောက်ထူဘက်ကနေတကြောင်ကံကိုဘက်ကနေတကြောင်စကိုင်းတိုင်းဘက်ကတက်လာမယ်စစ်ကြောင်းကကလေးကနေတကြောင်ဒီ၃ကြောင်းတက်လာမယ်ဒီ၃ကြောင်းထဲမှာနော်အဓိကကံကိုဘက်ကနေတက်လာမယ်စစ်ကြောင်းနဲ့ကလေးဘက်ကနေတက်လာမယ်စစ်ကြောင်းကချင်းပြည်အစိုးရရဲ့တပ်ပေါင်းစုကခုခံဖို့အနေထားရှိတယ်ကြောက်ထုဘက်ကနေတက်လာမယ်စစ်ကြောင်းက CB အဖွဲ့ဝင်တွေကခုခံဖို့ရှိတယ်ခုခံမဲ့အနေထားရှိတယ်ဒါကြောင့်မလို့ဒီချိန်မှာ CB ရဲ့ CC ရဲ့ဆိုပြီးမှကျွန်တော်စိတ်ဝင်ကွဲထားတဲ့တက်လာမဲ့စစ်ကြောင်းကိုနော်မရအောင်ချိုးဖြတ်ဖို့နဲ့ဖန်တာဖို့လိုတယ်တခုရှိတယ်တိုင်ငင်းတိုက်ပွဲမှာ CB နဲ့ CC ပူးပေါင်းပြီးမှတိုက်ပွဲဖော်တဲ့ချိန်မှာ OCNOD ကရီကိုပြန်တိုက်တယ်လို့မျိုးအဲ့ဒီတိုင်ငင်းမှာရှိတဲ့ CNDF ရဲဘော်ဒီကနော်သူတို့နေရာဒေသမှာသူတို့နေရာယူထက်ထားတဲ့နေရာကနေတိတ်လဲထွက်ပြီးမှဗျူဟာဖြစ်တာမျိုးမလုပ်ဖို့အမှန်တန်အရေးကြီးတယ်ခုချိန်မှာနော်လိုင်လန်ဒီဖက်မှာဒီ MDF နဲ့ CDF မာရာဒီနော်လက်တကမ်းမှာသူတို့တိုက်ပွဲဖြစ်ဖို့အခြေအနေရှိတယ်ဒါဒီကိုလည်းရက်တန်းကရက်ပြီးမှအခုကျွန်တော်တို့လှုပ်ဆောင်ရမယ့်အရာကချင်းပြည်ကိုတက်လာဖို့စီစဉ်ရှိတဲ့စာကားဆိုင်ရဲ့စစ်ကြောင်းကိုမရအောင်ဟန်တာဖို့လိုအပ်တယ်ဒီလိုမလုပ်လို့ရှိရင်တော့ငါတို့ကစစ်တိုက်တဲ့အဖွဲ့ပါဆိုမှကားတဲ့ဒူရီတဲ့နော်ဘုံပြောက်မယ်တေချာမှတ်ထားငါတို့ကချင်းပြည်အစိုးရပါဆိုတဲ့လူတွေလည်းဘုံပြောက်မယ်တေချာမှတ်ထားအဲ့ဒါကြောင့်မလို့ခမားတို့ကင်နေတဲ့ကျွန်တော်တို့ကင်နေတဲ့လက်နက်ကပြည်သူကကွယ်ဖို့အာနာရှင်စနစ်ကိုအမြင့်ဖြတ်ချင်မှုဖို့ကျွန်တော်တို့အာနာတိဆောက်ဖို့မဟုတ်ဘူးကျွန်တော်တို့အာနာလက်ကင်ထားဖို့ကျွန်တော်တို့အခွင့်အရေးရယူဖို့ကင်ထားတာမဟုတ်ဘူးအဲ့ဒီလက်နက်ကလည်းပြည်သူချွေးနှင်းစာကနေထွက်လာတဲ့လက်နက်ပြည်သူအတွက်ကင်တဲ့လက်နက်မို့လို့ပြည်သူအတွက်လိုအပ်တဲ့အရာတွေပဲကျွန်တော်တို့လုပ်ရအောင်ဆိုတာကိုကျွန်တော်ထောက်ပြဆွေးနွေးရင်းနဲ့ကျွန်တော် live ကိုဒီမှာပဲအဆုံးသတ်ပါရစေဆိုတော့comment မှာမဲတယ်ဒီတီတင်နော်တီတင်ကိစ္စကိုတော့ကျွန်တော်မသိဘူးရှင်းပြောရရင်ကျွန်တော်မသိဘူးမသိတဲ့အားကြီးကိုတော့ရန်တမ်းပြီးမှကျွန်တော်မဖြေချင်ပါဘူးเนาะဆိုတော့ကျွန်တော်မသိတဲ့အရာကိုမေးတဲ့အခါကျတော့ကျွန်တော်မဖြေနိုင်တာကျွန်တော်ရှင်းပဲကျွန်တော်ဖြေနိုင်လို့ရှင်တော့သိရင်တော့ကျွန်တော်ဖြေမယ်ကျွန်တော်မသိတဲ့အရာကိုတော့ကျွန်တော်ဇွတ်ရန်တမ်းပြီးမဖြေချင်ပါဘူးsorry ပါမယ်နော်ဟုတ်ပြီဒါဆိုကျွန်တော် live ဒီမှာပဲကျွန်တော်ဆုံးသတ်မယ်အားလုံးကျေးဇူးတင်ပါတယ်